မင်းသမီးခိုင်တင်းကြီးကပြောခဲ့ပူပါတယ်မြန်မာနိုင်ငံမှာ Facebook တင်စတင်ခေတ်စားလာခဲ့တဲ့အချိန်မှာတော့အထိတ်ထိတ်လေးဟာစစ်ကြောသက်အရွယ်ဆိုတော့အလားတက်ပုံတွေခဏခဏတင်လေးရှိပါတယ်ဒါပေမဲ့လည်းဒီလိုပုံတွေတင်လိုက်တိုင်းမှာကလေးကတော့အမေလောက်တောင်မလှဘူးရုပ်ဆိုးတွေဆိုပြီးတော့ဝေဖန်နေကြတဲ့သူတွေများပြားလည်းရှိခဲ့ပါတယ်ဒီလိုမျိုးဝေဖန်မှုတွေကြောင့်ထိတ်ထိတ်လေးကတော့ Facebook မှာပုံတွေမတင်တော့ပဲမြန်မာတွေသိမရှိတဲ့ Instagram မှာပဲပုံတွေတင်လေးရှိပါတော့တယ်။မေကလည်းထိတ်ထိတ်ပုံတွေ Facebook မှာမတင်ပါနဲ့ဆိုပြီးတော့ငုံမက်လေးနဲ့လာပြောခဲ့ပူပါတယ်။အခုတခါမှာတော့ဒီကောင်မလေးကဘလောက်တောင်လာပြီးတော့ဘလောက်ထိကိုယုံကြည်မှုရှိတဲ့အမျိုးသမီးလေးဖြစ်နေပြီလဲဆိုတာပရိသတ်တွေကတော့မျက်ဝါးထင်ထင်မြင်တွေ့လို့ရပြီပဲဖြစ်ပါတယ်။တကယ်တော့ထိတ်ထိတ်လေးကတော့ဘာမှထူးပြီးတော့ပြောင်းလဲသွားတာမဟုတ်ပါဘူး။အရွယ်တစ်ခုရောက်လာတဲ့အခါမှာလူတွေပြောတာကိုဂယုမစိုက်တော့တာပါ။ကိုချစ်တဲ့ပြင်ဆင်တဲ့ဝတ်စားစီရင်တက်တဲ့သူဖြစ်လာပြီးတော့သူမဘယ်လောက်ထိကိုလာလဲဆိုတာမျက်မြင်သက်သေပဲဖြစ်ပါတယ်အမျိုးသမီးတွေတိုင်းဟာလောက်ပါတဲ့သူတွေကြီးပါပဲဒီလတရားကိုထုတ်ပေါ်လာတာနဲ့မထုတ်ပေါ်တက်သေးတာပဲကြွားချမှုရှိခဲ့တာပါရှေ့အနက်15ပေအောက်မှာအသက်ကိုစုံပြီးပညာရှင်ပြီးသားစွာတရုပ်ဆောင်ခဲ့တဲ့ဖွေးကိုဒရိုက်တာအောင်မြင့်မြတ်ကတော့ချီးကျူးလာခဲ့ပါတယ်မင်းသမီးကျော်လေးဖွေကတော့သူမရဲ့အမှုပညာပေါ်ထားရှိတဲ့ပြင်းထန်တဲ့စိတ်ဓာတ်တွေနဲ့စူးစမ်းအထောက်မှုတွေကိုနောက်တစ်ကြိမ်သက်သေပြလိုက်ပြီးပဲဖြစ်ပါတယ်ဇာကာထဲမှာအရေးကြီးတဲ့ရေအောက်အခန်းတစ်ခုအတွက်ရေအောက်အနက်15ပေရှိတဲ့ကန်ထဲမှာအသက်အနေရဲ့ကိုဂယုမဆိုင်ပဲအကောင်းဆုံးသရုပ်ဆောင်ပြခဲ့တာပါဒရိုက်တာအောင်မြင့်မြတ်ဖြစ်စေခြင်းနဲ့ရုပ်ပုံလွှာအတိုင်းရရှိဖို့အတွက်ရေအောက်မှာမျက်လုံးဖွင့်ပြီးစိတ်ရှည်လက်ရှည်လေ့ကျင့်ခဲ့သလိုရေအလယ်မှာလည်းတဘာဝကြမျောလင့်နေတဲ့ပုံစံမျိုးကိုခက်ခက်ခဲခဲနဲ့စူးစမ်းခဲ့တဲ့သူပါဒီဇက်ဝေကားလေးတစ်ခုတည်းအတွက်တည်းတရက်တာအချိန်ပေးပြီးတော့ပညာရှင်ဆက်ဆံဖန်တီးပေးခဲ့တဲ့ဖွေးရဲ့စိတ်တက်ကိုတော့ဒရိုက်တာကအထူးပင်မတန်းတင်ချီကျူးထားခဲ့ပါတယ်ဖွေးရဲ့သရုပ်ဆောင်ချက်တွေကတော့လွန်ခဲ့တဲ့လပိုင်းကမှဖွေးရဲ့တိုးမဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားကလည်းအတော်ကိုမှနာမည်ကြီးသွားခဲ့ရပါတယ်ဘဝနဲ့ထပ်တူကြနေတဲ့တိုးမဲရုပ်ရှင်မှာတော့ဖွေးဟာနိုင်ငံရေးကြောင့်တိမ်းရှောင်နေရတဲ့အချိန်မှာသူ့ရဲ့အဖေကကွယ်လွန်သွားခဲ့တာပါဖွေးဟာတော့သူမရဲ့အဖေနောက်ဆုံးအချိန်တွင်မှာအနားမှာရှိမပေးနိုင်ခဲ့သလိုနောက်ဆုံးလိုက်ပို့ခွင့်မရခဲ့ပါဘူးအဝေးကနေပြီးတော့ဗီဒီယိုခေါ်ဖြစ်တာကြော့ခဲ့ရတဲ့သူပါတိုးမဲရုပ်ရှင်ဇာတ်ကားမှာလည်းအပြင်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတိုင်းပါပဲဇက်ဝင်ကန်းကပါလာခဲ့ပါတယ်။တိုးမဲရုပ်ရှင်ဇာတ်ကားမှာအပြင်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတိုင်းဇက်ဝင်ကန်းမှာပါလာခဲ့ပါတယ်။တိုးမဲရုပ်ရှင်ဇာတ်ကားကိုဖွေးဘယ်လောက်တောင်အားယူပြီးတော့စူးစမ်းရိုက်ခဲ့ရမလဲ။အကြောက်ဆုံးခံစားချက်တွေကိုပြန်ရရင်ဆိုင်ရရင်တော့တကယ်ကိုမှ heavy ဖြစ်သွားစေတယ်လို့ဖွေးကိုယ်တိုင်ကပြောပြလာခဲ့ပါတယ်။ဖွေးနေရာကနေဝင်ရောက်ခံစားကြည့်ရင်တော့မျက်ရည်တွေထိမရတဲ့ဒီကိုဖြစ်လာခဲ့ရပါတယ်။မတော်တဆတစ်ခုကြောင့်သူ့ပွဲကိုလာမကြည့်လိုက်ရတဲ့ပရိသတ်ကိုသူမကိုယ်တိုင်ကအခုလိုမျိုးနှစ်သိမ့်ပေးလိုက်လို့လူပြောများသွားခဲ့တဲ့မိသက်ထားဆွေမြမသချင်းတွေကိုချစ်မြတ်နိုးစွာနဲ့တီးဆိုတက်တဲ့မိသက်ထားဆွေကတော့ဒီနောက်ပိုင်းမှာဆိုရင်ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကလည်းတဖြည်းဖြည်းနဲ့ပုံမိုးများပြလာခဲ့သလို over ဖြစ်လွန်တဲ့ရင်ကျေးသိမ်မွေးအောင်အရန်ကြီးလှုပ်ယူနေတယ်ဆိုပြီးတော့ဝိုင်းပြီးတော့ blame ခံကြတာတွေလည်းများပြလို့လာခဲ့ပါတယ်။လွန်ခဲ့တဲ့နေ့တုန်းကမှသူမရဲ့ပရိသတ်တူကိုအခုလိုမျိုးနှစ်သိမ့်ပေးလိုက်တာကြောင့်မလို့တဖန်ပြန်လဲပြီးတော့လူပြောများလာခဲ့ပြန်ပါတယ်။ဖြစ်စဉ်ကိုပြောရမယ်ဆိုရင်တော့မြို့မှာဒေသရှင်နေရွှေကတော့မိသက်ထားဆွေကိုအရန်သဘောကျတဲ့အမာခံပရိသတ်လေးတူပါ။တကြံနောက်ဆုံးရက်မှာမိသက်ထားဆွေကသူမတို့မြို့ကိုလာရောက်ဖြိုပြမှာဖြစ်တဲ့အတွက်အဲ့ဒီနေကိုရင်ခုန်စွာနဲ့စောင့်ဆိုင်နေခဲ့တဲ့သူပါ။